ဂျာမန်စနိုက်ပါတိုနီခရူးဆိုတာဂျာမနီနဲ့ရီယယ်မက်ဒရစ်တဲမှာရှမ်းတောက်ကြော်ကြားခဲ့တဲ့ဂန္ဓဝင်ဘောလုံးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ Professional ကစားသမားဘဝမှာကြီးကျယ်ခမ်းနားခဲ့ပြီးတော့ထိပ်တန်းအောင်မြင်မှုတွေကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့သူပါ။ရီယယ်မက်ဒရစ်ရဲ့ကွင်းလယ်မှာမရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့အနုပညာမြောက်တဲ့လှည့်ကွက်တွေကဘောလုံးပရိသတ်တွေကိုဖန်ဆားနိုင်ခဲ့ပါတယ်။တိုနီခရူးကဘောလုံးညံ့ရင်မြင်မာပြီးနီးစနစ်ကောင်းမွန်တဲ့ကွင်းလယ်ကစားသမားတစ်ယောက်ပါ။ညကင်းစိမ်းတွေပေါ်မှာတည်ငြိမ်တဲ့ကစားဟန်နဲ့ပြိုင်ဘက်ကစားသမားတွေကိုအကောင်းဆုံးလှည့်စားနိုင်ပါတယ်။ဘောလုံးပရိရဲ့ကြွယ်ဝမှုနီးစနစ်ကောင်းမွန်မှုကြံ့ခိုင်မှုတွေနဲ့ပေါင်းစပ်ထားတဲ့ကစားသမားဖြစ်ပြီးတော့မော်ဆန်နဲ့ပြကွက်တွေကိုဖန်တီးပြနိုင်တဲ့သူပါ။ရီယယ်မက်ဒရစ်ကွင်းလယ်မှာမိုဒရစ်လိုကစားသမားမျိုးနဲ့တွဲကစားခဲ့ရပြီးပြီးဆုံးတဲ့ကွင်းလယ်ပေါင်းစပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။တိုနီခရူးကရီယယ်မက်ဒရစ်အသင်းကွင်းလယ်နေရာမှာတီးကြတဲ့ပေးပို့မှုတွေနဲ့လှပတဲ့ဂိုးဖန်တီးမှုတွေကိုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။တိုင်းစစ်နေရာကြီးလိုက်ပါစီမျောနိုင်ပြီးမျက်နှင်းဆန်ဆန်ပြကွက်တွေနဲ့အတူအသင်းတိုင်းစစ်ကိုဂိုးရရှိအောင်လို့ဖန်တီးပေးနိုင်ပါတယ်။ဒါအပြင်တီးကြအားပါတဲ့အဝေးကန်ချက်တွေကိုလည်းမကြာခဏဆိုသလိုသွင်းယူပြလိမ့်ရှိပြီးကမ္ဘာအကောင်ဆုံးကွင်းလယ်ကစားသမားဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့ဘောလုံးပရိသတ်တွေကတိုနီခရူးကိုဂျာမန်စနိုက်ပါလို့တင်စားခေါ်ဝေါ်ခဲ့ပြီးဂုဏ်ပြုချီးမွမ်းခဲ့ကြပါတယ်။တိုနီခရူးကဂျာမနီနိုင်ငံအသင်းအတွက်လည်းအဓိကအသက်သွေးကြောတစ်ခုဖြစ်ပြီးကမ္ဘာအဆင့်အောင်မြင်မှုတွေကိုသိမ်းပိုက်နိုင်ခဲ့တဲ့သူပါ။ဂျာမနီအသင်းအတွက်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်အကောင်းဆုံးပေးဆက်ကစားခဲ့ပြီး2014ကမ္ဘာဖလားကိုပါဆွတ်ခူးနိုင်ခဲ့ပါတယ်။ရီယယ်မက်ဒရစ်ကိုမရောက်ခင်ဘိုင်ယန်မြူးနစ်အသင်းမှာရှိစဉ်ကတည်းကတိုနီခရူးရဲ့ခြေစွမ်းတွေကထိပ်တန်းအဆင့်တစ်ခုကိုရောက်ရှိနေခဲ့တာပါ။ဘိုင်ယန်မြူးနစ်အသင်းမှာရော့ဘင်ရီပါရီတို့နဲ့အတူတိုနီခရူးရဲ့ပေါင်းစပ်မှုအင်အားကြီးမားခဲ့ပြီးတော့ဥရောပပြိုင်ဘက်ကင်အသင်းဖြစ်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူအောင်မြင်မှုတွေရရှိခဲ့ပြီးကစားသမားဘဝပထမဆုံးချန်ပီယံလိဖလားကိုပါရယူပေးနိုင်ခဲ့ပါတယ်။ရီယယ်မက်ဒရစ်ကိုရောက်ရှိလာခဲ့ချိန်မှာတော့တိုနီခရူးရဲ့ကစားသမားဘဝပုံရိပ်ကအမြင့်ဆုံးကိုရောက်ရှိခဲ့တယ်လို့ဆိုရမှာပါ။စပိန်မြေပေါ်မှာစိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ခဲ့ပြီးထူးခြားတဲ့စွမ်းဆောင်ရည်တွေကတိုနီခရူးကိုကြီးကျယ်ခမ်းနားတဲ့ကစားသမားတစ်ယောက်လည်းဖြစ်စေခဲ့ပါတယ်။တိုနီခရူးကိုခေါ်ယူဖို့မန်ချက်စတာယူနိုက်တက်လည်းစူးစမ်းခဲ့ပူပါတယ်။ယူနိုက်တက်နီပြဒေးဗစ်မိုရက်စ်ကအသင်းကနေထုတ်ပယ်ခံလိုက်ရတာကြောင့်ယူနိုက်တက်အသင်းနဲ့လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ရီယယ်မက်ဒရစ်အသင်းနဲ့2015-2016ရာသီမှာစတင်ဖြတ်သန်းခဲ့ပြီးစူဖလားတွေပေါင်းစုံကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ရီယယ်မက်ဒရစ်အသင်းအတွက်လာလီဂါဖလား9ကြိမ်ရယူပေးနိုင်ခဲ့ပြီးတော့ချန်ပီယံလိဖလားကိုလည်း9ကြိမ်ထိတိုင်အောင်လို့ရရှိထားခဲ့ပါတယ်။ဒါကဂျာမန်သားတွေအတွက်တော့တမိုင်းတွင်ခဲ့တဲ့အောင်မြင်မှုအမှတ်တိုင်တစ်ခုဖြစ်ဘောလုံးသမိုင်းမှာကျန်ရစ်ခဲ့ပါတယ်။2024ချန်ပီယံလိဖိုင်နယ်ပြီးဆုံးချိန်မှာတော့ကစားသမားဘဝ6ကြိမ်မြောက်နောက်ဆုံးချန်ပီယံဖလားကြီးကိုသိမ်းပိုက်ခဲ့ပြီးတော့ဂျာမန်စနိုက်ပါကြီးတိုနီခရူးကသူချင်ရတဲ့မြက်ကင်းစိမ်းတွေကိုအပီးပိုင်နှုတ်ဆက်ကြောခိုင်းခဲ့ပါတော့တယ်။